အောင်မင်းဆိုတဲ့ကောင်လေးတယောက်ဟာမြို့ပြင်ကအရန်ဟောင်းနှမ်းလာတဲ့အင်ကြီးတစ်လုံးကိုဈေးပေါ်ပေါ်နဲ့ငှားရခဲ့တယ်။အဲ့ဒီအင်ကြီးကသစ်ပင်ကြီးတွေအုပ်ဆိုင်နေပြီးနေခင်းကြောင်တောင်မှာတောင်မှောက်ရိပ်ကျနေတတ်တာ။အောင်မင်းကတော့တရေဆိုတာမယုံတဲ့သူဆိုတော့သိတ်ကြီးမဆိုင်ပဲပစ္စည်းတွေကိုအိတ်ထဲတင်သွင်းနေတာပေါ့။အောင်မင်းပစ္စည်းတွေတင်နေတော့မှအနီးနားကမောက်ကျော်ဆိုတဲ့ကောင်လေးတယောက်ရောက်လာတယ်။မောက်ကျော်ကမျက်နှာပြစ်ပြစ်နဲ့အောင်မင်းကိုလာတတိပေးတာ။အကိုဒီအိမ်မှာမနေပါနဲ့လား။ဒီအိမ်ရဲ့အရင်ပိုင်ရှင်ဦးလောင်တို့ကခေါက်ပြက်ပြီးတည်သွားတာအခုဒီသူ့ခေါင်းကိုရှာမတွေ့သေးဘူးလို့ပြောကြတယ်တဲ့အောင်မင်းကတော့ရည်ပြီးဒါတွေကပုံပြင်တွေပါကွာလို့ပြန်ပြောလိုက်တယ်မောက်ကျော်ပြန်သွားပြီးနောက်အောင်မင်းအိတ်ထဲကိုလိုက်ကြည့်တယ်အခန်းနိုင်ရမှာပကြီးကားဟောက်တစ်ချက်ချိတ်ထားတာတွေ့ရတယ်သူဆန်းနာကအဲ့ဒီပကြီးကားတွေကလူရဲ့ပုံတူမှာခေါင်းနေရာကိုတစုံတယောက်ကဓာတ်နဲ့မှုန်းထားသလိုပြက်စီးနေတာပဲအောင်မင်းကတော့ဒီပကြီးကားကတော့တော်တော်ကြောက်စရာကောင်းတာပဲလို့တွေးပြီးတဲ့ယူရှူလိုက်တယ်ပထမဆုံးညမှာပဲမောက်ကျော်ကသူဆန်းတဲ့အတန်တွေစကြားရတယ်ညတကောက်ကျော်မှာအပေါ်ထက်ကနေလေးလံတဲ့ဖက်နှက်တန်ကြီးတွေကြားရတယ်။အောင်မင်းကကြွက်တွေနေမှာပါလို့တွေးပြီးအိပ်ဖို့ကြိုးစားပေမဲ့အတန်ကတဖြည်းဖြည်းနဲ့သူ့အခန်းတကားရှိကိုရောက်လာတယ်။သူဓာတ်မီလေးကိုကင်ပြီးအခန်းပြင်ကိုထွက်ကြည့်တယ်။လက်အဆုံးမှာရှိတဲ့မှတ်တင်ခုံရှိကိုအောင်မင်းရောက်သွားတယ်။မှန်ထဲမှာသူ့ကိုသူကြီးလိုက်တဲ့အချိန်မှာသူလက်ဖြတ်သွားတာပဲ။မှန်ထဲမှာအောင်မင်းရဲ့နောက်မှာလူတစ်ယောက်မတ်တက်ရက်နေတယ်။အဲ့ဒီလူကကုတ်အင်းကြီးအမဲကြီးကိုတတ်တတ်ရဝတ်ထားပေမဲ့ပခုံးပေါ်မှာတော့ဘာမှမရှိဘူး။ခေါင်းမရှိတဲ့ကိုလုံးကြီးကအောင်မင်းရဲ့နောက်မှာငိမ့်ငိမ့်ကြီးရက်နေတာနောက်တနေ့မနေ့မှာမောက်ကျော်ကအောင်မင်းကိုစိတ်မချလို့ထပ်ရောက်လာပြန်တယ်အောင်မင်းကညကမြင်ခဲ့တာတွေကိုပြန်ပြောပြတော့မောက်ကျော်ကဒါဆိုဥတောင်တို့ပဲဖြစ်ရမယ်သူကသူ့ခေါင်းကိုလိုက်ရှာနေတာနေမှာလို့ပြောလိုက်တယ်သူတို့နှစ်ယောက်အိမ်အောက်ထက်ကမြေအောက်ခံတကားတစ်ခုကိုရှာတွေ့သွားကြတယ်အဲ့ဒီတကားကတော့ခတ်ထားပေမဲ့အခုတော့ပွင့်နေပါပြီမောက်ကျော်ကကြောက်လွန်လို့အထဲကိုမဝင်ရဘူးဒါနဲ့မောက်ကျော်ကအပြင်မှာစောင့်နေခဲ့တယ်အောင်မင်းတယောက်တည်းမြေအောက်ခံကိုဆင်းသွားခဲ့တာပေါ့အထဲမှာဖုံတွေပိတ်ကူအိတ်တွေနဲ့ပြည်နေပြီးအလယ်မှာတော့ကြောက်ရွံ့တရုပ်ရှိနေတယ်အဲ့ဒီကြောက်ရွံ့ကအကောင်းမရှိတဲ့လူပုံစံကြောက်ရွံ့ကြီးပဲအောင်မင်းကြောက်ရွံ့ကိုကြည့်နေတော့မှပဲနောက်ကနေအိတ်ဆက်ဆက်လက်ကြီးတစ်ဖက်ကသူ့ပခုံးကိုလာကင်လိုက်တယ်သူလက်ကြီးလိုက်တဲ့အခါညကမြင်ခဲ့တဲ့ခေါင်းမရှိတဲ့အင်ရှင်ဦးတောင်တို့ဟာသူ့ရှေ့မှာအသက်ဝင်နေတဲ့အတိုင်းရက်နေတာကိုတွေ့လိုက်ရတယ်ဦးတောင်တို့ရဲ့လက်တွေကအောင်မင်းရဲ့လက်ပင်စီကိုဖြည်းဖြည်းချင်းတိုးလာတယ်မင်းမငါခေါင်းရှိသလားဆိုတဲ့အတန်ကြီးကလေထဲကနေထွက်လာသလိုမျိုးအောင်မင်းနားထဲမှာဟိမ့်ထွက်သွားတယ်အောင်မင်းထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကလှုံ့မရတော့ဘူးဦးတောင်တို့ရဲ့ခေါင်းမရှိတဲ့ကိုလုံးကြီးကအောင်မင်းကိုအမှောက်ထုထဲကိုဆွဲခေါ်သွားပါတော့တယ်အောင်မင်းရဲ့အော်သားကမြေအောက်ခန်းထဲမှာတင်ကွယ်ပြောက်သွားခဲ့ပါတယ်အပြင်မှာစောင့်နေတဲ့မောက်ကျော်ကအောင်မင်းရဲ့အော်တန်ကိုကြားပြီးအထဲကိုပြေးဝင်သွားခဲ့တယ်ဒါပေမဲ့မြေအောက်ခန်းထဲမှာဘယ်သူမှမရှိတော့ဘူးအောင်မင်းလည်းမရှိသလိုခေါင်းမရှိတဲ့ကြောက်ရွံ့ကြီးလည်းမရှိတော့ဘူးကျမ်းမြေပေါ်မှာတော့အောင်မင်းရဲ့ဖုန်းလေးတစ်လုံးပဲကြာရင်ခဲ့တယ်အဲ့ဒီနေ့ကစပြီးအောင်မင်းကိုဘယ်သူမှပြန်မတွေ့ရတော့ဘူးအခုထိအဲ့ဒီအိမ်ကြီးကနေငါခေါင်းဘက်မှာလဲဆိုတဲ့ရှိုက်တန်တွေကိုကြားနေရတော့မယ်တဲ့